ဇာတိမြေပိတ်မျိုးနဲ့ဝေးခွာပြီးတော့မိသားစုတွေ့ရုံးကန်လှရှားပိုက်ဆံတွေရှာဖို့နိုင်ငံခြားအဝေးနိုင်ငံရောက်နေတော့လေငယ်ချင်းတို့ရဲ့စိတ်ဓာတ်မကြနဲ့နော်ဇာတိမြေပိတ်မျိုးကဆောင်နေစေပါမောပန်းနဲ့ခါပြုံးလိုက်အောင်ပိတ်အင်္ဂါအားပေးနေအော်မရှော်နေစက်ကြိုးစားပိတ်တော့ပိတ်သူပိတ်မျိုးမြေမျိုးအိမ်ကိုပြန်မဲ့ရမျောလေးရင်းနဲ့လေပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်ကြစို့ကွယ်မောလာတဲ့နေ့ပြုံးလိုက်အောင်အမိမြေအိမ်ကအားပေးမကြခင်မှာပြန်ဆုံးကြမယ်နော်